မင်္ဂလာပါရှင်ကမ္ဘောဇာဘတ်မှာမြန်မာနိုင်ငံရဲ့အကြီးမားဆုံး mobile wallet ဖြစ်တဲ့ KBZ ပေးမှာဖြစ်စေတခြား mobile wallet ပေးနေမှာဖြစ်စေဝန်ဆောင်ခ 0% နဲ့ယူပေးချင်လို့ရတဲ့ KBZ Radar App application လေးနဲ့မိတ်ဆက်ပေးပြရစီနော်မင်္ဂလာပါဒီမှာလေအမတို့ကမ္ဘောဇာဘတ်ရဲ့ KBZ Radar App application လေးကြောင်းသိလားသိဘူးမှာ KBZ Radar App ဆိုတာညီမလေးတို့တနေ့တာရောင်းရတဲ့ငွေတွေကို digital နည်းနဲ့လက်ခံလို့ရတဲ့ application လေးကိုပြောတာပါညီမလေးတို့ဆိုင်ကလေးတော့ဖွင့်ရပါတယ်ညီမတို့လိုတပိုင်တနိုင်စီးပွားရေးရှိတဲ့စတားဆိုင်ငါးဆိုင်ဟင်းသီးရွက်ဆိုင်ပန်းဆိုင်သတိဆိုင်ရွက်ရှားဆိုင်လေးတွေဆိုဖွင့်လို့ရပါတယ်ညီမလေးတို့ကပိုင်လို့ရတယ်အပေါင်းနေကတ်မှုကြီးရဲ့ဖုန်းနံပါတ်ရဲ့စိုက်တစ်ပုံလေးရှိအောင်လည်းဖွင့်လို့ရပါပြီညီမလေးစိတ်ဝင်စားတဲ့ဆိုအမဖွင့်ပေးခဲ့လိုက်မယ်နော်မလေးဒီကိုကြည့်ရအောင်ညီမလေးလိုမျိုးဖွင့်ရှင်တဲ့လူရှိရင်ပြန်ဆက်ပေးမယ်ဒီဆက်ရ KBZ ဘဏ် KBZ ပေးစံတာနဲ့ KBZ ပေးရောင်းကိုယ်စားလှယ်ကြီးများဒီမှာဖွင့်လှစ်လို့ရပါတယ် KBZ Radar App မှာချက်အသစ်ဖွင့်လှစ်ပြီးပြီဆိုတော့လက်ရှိသုံးပြုနေတဲ့မားချက်လေးတွေသုံးသက်ချက်လေးတွေကိုကြည့်လိုက်ရအောင်နော်အကျိုးခက်ခဲမရှိတော့ဘူးရှင် ဘယ်ပေးတဲ့ဖြစ်လက်ခံလို့ရတယ် ငွေအတူလက်ခံပြီးမှစိုးရင်စရာမရှိတော့ပါဘူး ဆောင်ခလည်းပေးစရာမလိုတောင်းရတာလည်းအဆင်ပြေတယ် KBZ Radar App application နဲ့အကျိုးကျေးဇူးတွေအကြောင်းသိရှိပြီးပြီဆိုလို့ရှိရင်တော့ဒီဆက်ရကမ္ဘောဇာဘဏ်မှာ KBZ ပေး Radar App application လေးဖွင့်လိုက်ကြစို့နော်